အဲ့ဒါတော့သမီးဆရာတို့ကအလုံးလုံးလို့ရှိရင်အလုံးသေးပဲစိတ်ရောက်တာလေစိတ်ရောက်နေတော့ဒီပေါ်မှာဘာမှမခံစားဘူးခံစားတော့ထမင်းစားချိန်ဆိုလို့ရှိရင်လေတခါလေကျရင်နိုင်မကြည့်မိရင်တခါလေ3နာရီလောက်မှစားပြတယ်ဆိုတော့ဒီထဲမှာအလုံးလုံးနေဇောအဲ့ဇောကသွားနေတော့မသိဘူးဆက်ဖွဲ့ရဲ့စာတွေပြောလည်းမပြောရဲသူကအဲ့ဒါမျိုးတွေစားရင်လေသူကနောက်တစ်ခုကဟိုဘယ်လိုပြောလဲအာဟာရဖြစ်တာပြီးရင်ကိုနဲ့တဲ့တာမတဲ့တာအဲ့ဒါတွေကိုရွေးချယ်မနေဘူးဘိုက်ပြင်းပြီးတော့စားတာကြိုက်တဲ့ဟာဆိုရင်လည်းစားလိုက်တာပဲဝတ်သားဟင်းတွေပါလေဆိုရင်လည်းအဲ့လိုအများကြီးစားလိုက်တာမျိုးပြီးတခါလေဒငင်းသီးကြိုက်တော့ဒငင်းသီးအဲ့ဒီဟိုဘာဖြစ်ရင်ပေးမစားဟိုတပည့်တွေကနားမှရှိအဲ့တော့ဘာလို့ထမင်းတွေကိုမှားတာကျွန်တော်ထမင်းခုပေးထမင်းအောက်မှာဒငင်းသီးကိုဖွက်တာဖွက်ပြီးတော့အဲ့ဒါလေးကိုပေးဒငင်းသီးကိုသူကလည်းထမင်းတွေကလည်းဖွက်လာပြီးအဲ့ဒါလေးစားပါနော်ကြည့်သူတို့လာကြည့်ပကံထဲမှာဒငင်းသီးတွေဘယ်ရောက်နေလဲပေါ့နော်ဒါပေမဲ့ဘယ်လိုပြောမလဲဆရာစားတာကြည့်နေသွားပြီးရင်အဲ့လိုပေါ့တစ်လုံးလောက်စားပြီးကျန်တဲ့တစ်လုံးလောက်လာသိမ်းသွားတယ်ပြဿနာမရှိဘူးအဲ့လိုတွေစားခဲ့တာအဲ့ဂယူးမဆိုင်ဘူးနောက်တစ်ခါအိတ်တယ်ဆိုတာဟိုဆရာတို့ကနေကင်းမဲ့ lighting ကြတော့ဘယ်လိုလဲဆိုသူပေးတဲ့ lighting မရဘူး။ तू အချိန်နေပြီးမိုးရွာနေတယ်ဆိုလို့ရှိရင်မိုးရွာနေတယ်မိုးအုံကြီးရမယ်။နေပူနေတယ်ဆိုနေပူတဲ့ lighting ပြင်းပြင်းကြီးရမယ်။အဲ့တော့ကိုလိုချင်တဲ့ lighting ကိုမရဘူး။ညဘက်ကြတော့ပါဆိုကိုလိုချင်တဲ့ lighting ကိုရတယ်။နောက်တစ်ခုကအတန်တွေပေါ့နော်။ဟိုမုတ်ဖက်တုပ်တို့ဘာလို့អော်သွားတဲ့ဟာတွေအဲ့လိုဟိုအကြကွေးတို့ဘာလို့អော်သွားတဲ့အတန်တွေမရှိဘူး။အဲ့တော့မရှိတော့ तू ပို့ပြီးတိတ်ဆိတ်တယ်ပို့ပြီးတော့ကြိုက်တယ်။အဲ့တော့ညရိုက်တာများတယ်။အဲ့ညရိုက်တယ်များတော့ဘာဖြစ်လဲဆိုတော့ကြာလာတဲ့အခါကျတော့အေးရေးပြတ်တာသူအေးရေးပြတ်တဲ့ဒဏ်တွေကအဲကိုရင်းကလီစာတွေကိုထိခိုက်စေရဲဆိုတာကိုဆရာတို့မသိသေးဘူးပေါ့နော်အဲ့ချင်းလုံနေတဲ့အလုပ်ကောင်းဖို့နဲ့ပြီးဖို့ပဲစိတ်ကအိုက်ဆန္ဒပဲစောနေတာအဲ့ဒါပြီးသွားတော့ရလာတဲ့ဟာတွေကအဲ့လိုယင်းနှီးမြုပ်နှံမှုလို့ပြောလိုက်တဲ့အချိန်မှာလူတွေကငွေကြီးပဲယင်းနှီးမြုပ်နှံတယ်လို့ထင်တာငွေမဟုတ်ဘူးအမှန်တော့ကျမ်းမာရေးကလည်းယင်းနှီးမြုပ်နှံမှုတွေမှာပါသွားတာအဲ့ဒီကျမ်းမာရေးကတွေကအဲ့လိုဂယုမဆိုင်တဲ့အခါကျတော့ကြာတော့ထိလာနည်းနည်းချင်းလျော့လာအဲ့လျော့လာတဲ့ဟာကပထမဆုံးစတာပါဆိုသွေးတိုးစီးချိုနောက်တော့ဘာလဲဆိုအဲ့ဒီနှလုံးသွေးကြောပိတ်တာအဲ့ဒါတွေဖြစ်လာတော့ဒီဟာတွေကလည်းဆက်နေတော့အဲ့ဒါတွေဖြစ်တော့အဲ့ကြားထဲမှာ stroke ရသွားသေးတယ်အဲ့တော့ stroke ကိုလည်းပထမကုပြီးသွားတော့အဲ့သုံးမှုကျန်တယ်တော့အဲ့မှာဒီနှလုံးသွေးကြောပိတ်တဲ့အတွက် stent ကအခုဆရာကြီးမှာ6ချောင်းရှိတယ်ဒီထဲမှာ6ချောင်းထည့်ထားတယ်ဆိုတော့အဲ့တော့ကြောက်ကက်ကလေးလိုက်ရပြီပထမတော့ကြောက်ကစီးရတာပေါ့နော်အဲစီးရနေစီးနေနောက်ကြတော့သမီးရှီကနေပြီးတော့ကြောက်ကရသမီးကကြောက်ကလှူတယ်ပြီးတော့အဲ့တော့အဲ့သမီးကြောက်ကကိုလဲလိုက်တော့အခုလဲပြီးသွားပြီပေါ့လဲပြီးသွားတဲ့အခြေအနေကြမှာလဲလောက်ရအောင်ကျမ်းမာရဲ့အခြေအနေကဘာကြောင့်ဆိုးသွားလဲဆိုအထီးကအစားအသောက်နဲ့နေထိုင်မှုပေါ့နေထိုင်မှုဆိုဆရာတို့ကထိုင်နေတာများတယ်အဲ့ဒီမှာလည်းထိုင်ရတယ်နောက်ရှူတင်မှာလည်းအဲ့လိုထိုင်ရတာများတယ်လှုပ်ရှားရတာနေတော့ကိုယ့်ကျမ်းမာရေးဂူးဆိုင်မယ်ဆိုတော့တိလာတာပေါ့နော်အဲ့ဒါတွေကိုတိလာပြီးတော့အခုကျတော့ဂူးဆိုင်လာတာဂူးဆိုင်တော့ပထမဆုံးကတော့အစားအသောက်ကစားဂူးဆိုင်ရတာပေါ့သူကြီးမနေ့အိယာထားရင်သူကဘာစားလိုက်ပြီဆိုမဝင်းကားတော့မအုံနှုတ်ခောက်ဆဲပေါ့နော်မဝင်းကားအုံနှုတ်ခောက်ဆဲကိုဆရာပူဆူတာထမင်းနဲ့ထည့်စားရောစားအဲ့မှာကစီတက်ကသွားပြီအဲ့ကစီတက်ကပါနေအဲ့ထမင်းနဲ့ရောစားမှာအဲ့လိုမှဖိုက်ပြေးသွားဖိုက်ပြေးပြီးတော့ကော်ဖီတစ်ခွက်တောင်းရင်တောင်းမယ်မဟုတ်လက်ဖက်တစ်ခွက်တောင်းရင်တောင်းမယ်ဒါမှမဟုတ်ရှူတင်ရောက်လို့ရှိရင်အဲ့လိုလက်ဖက်တောင်းမယ်ကော်ဖီတောင်းမယ်ပေါ့နော်ရှူတင်ကတိုက်တဲ့ဟာအဲ့ဒါတောက်ပြီးသွားနေလိုက်တယ်နေပြီးတော့နေကင်း7နာရီတနာရီလောက်ကြာလို့ရှိရင်ထမင်းစားကြတယ်တခါလေလဲတနာရီလောက်စားပြတယ်တနာရီပတ်ဝန်းကျင်လောက်မှစားပြတာများတယ်7နှစ်တိကြတယ်မှာအဲ့တော့ထမင်းစားတယ်ဆိုတော့ထမင်းအဝစားလိုက်တော့နော်စားပြီးရင်နောက်နေကင်းကြလို့ရှိရင်တခါသူမို့ညနေ3နာရီလေးနဲ့လောက်ကြာလက်ဖက်သူမို့ကော်ဖီပေါ့နော်အဲ့ဒါမျိုးတောက်တယ်တောက်ပြီးသွားရင်ည6နာရီနဲ့9နာရီကြာတယ်မှာထမင်းစားတစ်ခါဖြုတ်တယ်ဖြုတ်ပြီးတော့မှထမင်းတစ်ခါစားတယ်စားတော့လေခုနကတော့ဟင်းမပြူကိုကြိုက်တာကိုစားတာလေဝတ်သားဟင်းကြိုက်တယ်ဆိုဝတ်သားဟင်းမှာစားလိုက်တာပဲဒညင်းသီးကြိုက်တယ်ဆိုဒညင်းသီးစားလိုက်တာပဲသူအဲ့လိုကိုကြိုက်တာကိုလည်းအဲ့ရှူတင်ထမင်းချက်တဲ့လူတွေကိုမှားပြီးတော့အဲ့လိုစားတယ်အဲ့ဒါတွေကကျမ်းမာရေးကိုထိခိုက်တယ်မထိခိုက်ဘူးလေတိတ်မတွက်နေတော့ဆိုတော့ဘိုက်ပြင်းပြီးတော့စားတာကြိုက်တာကိုပြီးစားတယ်အဲ့တော့ညဘက်အိတ်ငိုက်လို့ရှိရင်ဘာဖြစ်လဲဆိုတော့ရှူတင်မန်နေဂျာတွေကအဲ့မှာညဘက်မအိတ်အောင်အဲ့မှာလီပိုတွေလာပေးတာကျွေးရိုက်နေလာပေးတာအဲ့တော့ကိုကလည်းမော်နီတာကြည့်နေရင်လည်းစစ်လိတ်ကလည်းတောက်သေးတယ်စစ်လိတ်ကတစ်ဖက်ဒီဘက်ကအဲ့ဒါလေးတောက်လိုက်ပါနော်ဆိုတော့မအိတ်ချင်ပြီးတော့အလုပ်ကိုလည်းပြီးသွားတယ်ပြီးတော့တကယ်အိတ်တဲ့ခါကျတော့အိတ်မပြောတော့အဲ့ဒီအချင်းတွေရှိအဲ့ဒါတနေ့တာစားတာပေါ့ညအထိခါလေးကျတပည့်တွေကပို့လိုက်တဲ့ဟာတွေမုတ်တွေစားတယ်မုတ်တွေလည်းပါသေးတာပေါ့ခါလေးအဲ့လိုပေါ့နော်ဟိုဖာလူတာတွေပဲအရန်စားကြင်လို့ရှိရင်အဲ့လိုဟိုဘယ်လိုပြောရမလဲကလင်ကကျင်းနဲ့စားသေးတယ်အဲ့လိုစားလဲဆိုအဲ့ဟို producer ဖုန်းဆက်တယ်ဆရာယူရွှေပစုံရောက်နေတယ်ဘာစားမလဲဆိုလို့ရှိရင်စဉ်းစားလိုက်ပြီးတော့
ဖာလူတာစားတောက်ချင်တယ်ပေါ့ဒါပေမဲ့ခင်ဗျားလာတဲ့အခါမှာဆရာမျိုးကြီးစီးကျူဖာလူတာတွေ့လို့ကျွန်တော်ဝေလာခဲ့တယ်လို့ပြောပြီးတော့ပြီးအားလုံးကြောင်ပြောပြီးအဲ့ဒါရှူတင်ကိုရောက်လာဆရာမျိုးရဲ့စီးကျူဖာလူတာတဲ့အဲ့မှာရောက်ကျွန်တော်ဝေခဲ့တယ်ဟာလားဆိုတော့အဲ့မှာတပည့်တွေကကြည့်ပြီးတော့ဟဲ့စီးကျူဖာလူတာနင်ကြားဘူးလားတဲ့မေးကြတယ်အဲ့ဖူးစုံတို့အဲ့ရတနာဘုံတို့အဲ့ဒါမျိုးတွေပေါ့နော်မကြားဘူးတဲ့ဆိုတော့အဲ့တော့တောက်ကြည့်အောင်လေတော့ကြည့်ကြချိုးလာအဲ့ချိန်မှာဆရာ၄-၅စွန်းစားပြီးတယ်အာသာပြီဝိုင်းအဲ့မှာတော့စားတော့ပြောမရဘူးမျိုးတဲ့ဒါအရန်ချိုးတယ်တဲ့အိမ်မစားနဲ့ဆိုယူအောင်ဒါအဲ့လိုတွေစားခဲ့တာအဲ့ဒါပထမဦးဆုံးသိလိုက်တဲ့ဟာအဲ့လိုဟို collagen တွေပေါ့နော်အဲ့ collagen တွေကိုတောက်လိုက်တယ်မှာ collagen ကိုတောက်လိုက်လို့ရှိရင်ကြောက်ကအရန်အလုပ်လုပ်ရတယ်ဆိုတာမသိဘူးသူရည်တွေလည်းအများကြီးပြန်တောက်ရတယ်သူအဲ့ဒါတွေကိုတောက်လိုက်တဲ့အချိန်မှာရည်တွေကလည်းတောက်ချင်တောက်ဖြစ်တယ်မတောက်ချင်လည်းမတောက်ဖြစ်ဘူးတခါလေအဲ့လိုကားမောင်းနေနဲ့ရည်မလွယ်လို့ရှိရင်ကားထဲမှာရည်ကုန်သွားလို့ရှိရင်ရည်မဆိုင်မိတာမျိုးတွေလည်းရှိတယ်အဲ့မှာကြောက်ကထိလာထိတော့ creatinine တွေတက်လာတက်ပြီးတော့ creatinine က600ကျော်လာတယ်ဒီနေ့အဲ့600ကျော်ကနေဖြည်းဖြည်းမြင့်လာတဲ့ချိန်မှာကြောက်ကစီးရတော့မယ်ဆိုတဲ့အချိန်ဒီမှာတော့ဟိုဘန်ကောက်ကိုသွားပြတယ်သူအဲ့မှာခုနကတော့ HC ပေါ့နော် hemodialysis တင်တယ်အဲ့ဒါရဲ့နောက်တစ်ခုကဟို peritoneal dialysis သူအဲ့စီနီနှစ်ခုရှိတယ်အဲ့နှစ်ခုတွေကဘယ်ဟာစီးမလဲပေါ့နော်ရွေးချယ်ရအဲ့တော့ peritoneal dialysis ကဒီမှာနေတယ်အသုံးပြုတာနေတယ်နောက်ဆေးရလည်းကုမ္ပဏီတစ်ခုမှာပဲရှိတယ်အဲ့ကုမ္ပဏီတစ်ခုပဲတွင်းတယ်ဆိုတော့ဟိုအဲ့တော့အဲ့ဘန်ကောက်ကဆရာဝန်လေးကိုမေးတယ်ဆရာဝန်လေးကသူ့အဖေလည်းအဲ့လိုပဲစီးရတော့မယ်တဲ့စီးပြီးရင်လဲရတော့မယ်တဲ့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဆရာဝန်လေးရဲ့အဖေဆိုလို့ရှိရင်ဆရာဝန်လေးဘယ်နည်းကိုသုံးလဲပေါ့နော်သူ့မိလိုက်တဲ့ချိန်မှာ तू ကအဲ့ဒီ PD ပေါ့နော် peritoneal dialysis ဆို तू ကအားပေးတယ်အဲ့ဒါလူသက်တာတယ်ပေါ့နော်ဒါပေမဲ့ तू အလုပ်တော့ရှုပ်တယ်ကိုယ့်အကိုစီးလို့ရတယ်စီးုံသွားနေတယ်မလို့ဆိုတော့အဲ့ဒါကိုဆရာရွေးချယ်လိုက်တယ်ရွေးချယ်ပြီးတော့အဲ့ဒါနဲ့6လတစ်နှစ်လောက်စီးပြီးတဲ့အချိန်မှာဟိုကြာတဲ့အခါကျတော့ဝင်ကြီးတစ်ခုလိုဖြစ်လာခီးသွားရင်လည်းအဲ့ဒါရောက်တဲ့နေရာမှာစီးရကိုနဲ့တူခီးသွားတဲ့လူတွေအားနာရတယ်ဆိုတော့အဲ့လိုအားနာပြီးတော့အဲ့လိုတွေဖြစ်နေရတော့အဆင်မပြေဘူးအဲ့တော့လဲလိုက်တာအကောင်းဆုံးပဲတဖြည်းဖြည်းလေးဟိုလဲဖို့ကနီးလာပြီအဲ့နီးလာတဲ့အချိန်မှာပေးဖို့အတွက်ကသူကဘယ်မှာလဲကြမလဲပေါ့နော်ဆိုတော့သမီး2ယောက်ရှိတယ်သမီးအလက်နဲ့အငယ်2ယောက်ရှိတယ်သူက2ယောက်ဆိုလို့သူတို့ရှိရယူပါပေါ့ယူပါဆိုပြီးတော့အဲ့ဒါလို့တော့အဲ့2ယောက်ကိုစစ်ကြည့်လိုက်တယ်စစ်ကြိုက်တော့အဲ့ဒီ6မျိုးတူမှလဲလို့ရတယ်ဆိုတော့6မျိုးတူမှလဲလို့ရတယ်ဆိုတော့အဲ့6မျိုးတူတယ်2ယောက်စလုံးတူတယ်ဒါပေမဲ့အလက်ကလေးကကျမ်းမာရေးတိတ်မကောင်းအဲ့တော့သူ့ကိုခဏဖယ်ပြီးအငယ်လေးရှိရတယ်ယူလိုက်ရတယ်ယူလိုက်တော့အငယ်လေးကလှူခွင့်ရသွားတယ်လှူခွင့်ရသွားတော့အဲ့လိုလှူလိုက်လို့တော်တော်လေးတက်တာသွားတာပေါ့ဒီချိန်ထိဟိုကောင်းသွားအဲ့နောက်ပိုင်းမှာတော့လုံးဝဘာဆိုနောက်ထပ်တစ်လုံးလည်းထပ်ရနိုင်တော့မှာမဟုတ်တော့ဘူးလေရနိုင်တော့မှာမဟုတ်တော့ဘူးဆိုတော့အဲ့ဒါလေးကိုတမီးကအမျက်တနိုးပေးထားတဲ့ကြောက်ကကလေးကိုဆရာဂယူးဆိုင်ဖို့တာဝန်ရှိတာပေါ့အမျက်တနိုးလေးနဲ့အဲ့အတွက်ကျမ်းမာရေးကိုဂယူးဆိုင်ရတော့မယ်ဆိုတော့စပြီးတော့တေချာပေါက်တိလာပြီတေချာပေါက်လေလက်တွေလှုပ်ရတော့မယ်တိလာလို့မရတော့ဘူးသူဟိုကြောက်ကလေးလိုက်ပြီးတဲ့အချိန်မှာကျတော့ကြောက်ကအတွက် immune ချတဲ့စီတွေတောက်ရတယ်သူ immune ချတဲ့စီတွေထဲမှာဘာပါလဲဆိုတော့အဲ့ penicillin တွေပါတယ်သူကစီးကျိုရမ်းတက်တာအဲ့ဒါတောက်ပြီးတာနဲ့စီးကျိုတက်တာအဲ့ဒါတောက်နေသူစီးကျိုကမကြအောင်မကြတော့အဲ့တော့စီးကျိုမကြအောင်မကြတဲ့အတွက်ကိုယ်အနေနဲ့စီးထိုးရ insulin နောက်ပြီးတော့တောက်စီးတွေတောက်ရတယ်အဲ့တော့တောက်စီးနဲ့ထိုးစီကိုမျှပြီးတော့ဟိုဟာလေးထိန်းထားရတာပေါ့နော်အဲ့လိုထိန်းထားတဲ့အချိန်ပါဆိုအစားအသောက်ကနည်းနည်းလေးမှားနေတက်တာနည်းနည်းလေးမှားလိုက်တာနဲ့300ကျော်400အဲ့လိုတက်သွားတာဘာလို့ငကိုတွေကသူကစီးကျိုအတက်ဘက်ကိုစီးတွေကသူ့ရဲ့ side effect ကအဲ့လိုသွားနေအောင်သွားနေတော့အဲ့ဒါလေးတွေကိုပြန်ချတဲ့အတွက်အစားအသောက်ကိုထိဖို့လိုအပ်နေဘာတွေထူးခြားပြောင်းလဲသွားလဲဆိုတော့သူကပထမဦးဆုံးပြောင်းလဲသွားတဲ့ဟိုဟာတော့မစားခင်မှာတော့အပြင်သွားကန်ပြီးတော့ဘောင်းမီတစ်ခုဝစ်ကြည့်တော့သူကနည်းနည်းလေးဟိုအိမ်လေးမှာပဲနေတယ်ကိုလည်းလှုပ်ရှားမလှုပ်ရအောင်နောက်တစ်ခုကဟိုဒီ operation လုပ်ထားတဲ့ပြင်မှာမျက်စိကလည်းခွဲထားသေးတော့ကိုကချင်းချင်းတဲ့နဲ့ဘာမှလေ့ကျင့်ခန်းလုပ်လို့မရသေးတော့အဲ့မှာဝါလာဝိတ်ကတက်လာဘောင်းမီလူချေကိုတက်တာအသက်ကိုရှူအောင်ပြီးတော့အဲ့လိုအပန်တက်တာအဲ့ချေကိုချိတ်ပြီးနည်းနည်းလေးဟာလောက်လေးဟာနည်းနည်းလေးဟာကဲအဲ့ဒါနေကပတ်ကလေးနေပဲထိပြီးတော့ပြင်သွားလိုက်တယ်သွားပြီးတော့အလူနေပြီးတော့ဒေါက်တာကို2ရက်စားကြည့်လိုက်တော့2ရက်စားကြည့်လိုက်တော့ပထမစားကြည့်စိတ်ထဲမှာဘူးဖွင့်လိုက်တော့ငါခရိုင်းစားနေတဲ့ position နဲ့ဆိုရင်ဒီ position ကငါ့အတွက်ဝါပါမလားပေါ့နော်ဒီထဲမှာတန်တရားတော့ရေးတယ်ရှေ့မဝါလက်ထပ်စားရပေါ့ကွာပေါ့နော်အဲ့ဒါလေးကိုစားကြည့်
စားကြည့်ချင်မှာပထမဦးဆုံးဘာကိုတွေ့လဲဆိုတော့ဟိုတို့အပြင်ကနေတို့ချက်တဲ့ဟင်းတွေဆိုင်ကနေချက်တဲ့ဟင်းတွေဆိုလို့ရှိရင်ဆိုင်မှာတကူးတကမှာချုံမမထင်းနဲ့ပြီးဘာမထင်းနဲ့အငံလျှော့ဘာလို့ညာလို့ပေါ့နော်ဘာတွေမထင်းနဲ့ကိုမကြက်ကြတွေမတည့်တဲ့ဟာတွေမထင်းနဲ့ဆိုတော့မှားတယ်အဲ့တော့ तू အဲ့ဒါမှားစရာမလိုဘူးသူရှိမှာပါလဲဆိုတော့ဆရာတို့အပြင်စားစာတွေစားကြည့်လိုက်အချို့မုံရတော့ချက်ချင်းသိရရှာအထူးသဖြင့်ဆရာတို့စီးကျူသမားတွေသိတယ်ဒီဟာကြီးကအချို့မုံကြောင့်ခြုံနေတာလားဆိုတော့သိတယ်အဲ့ခြုံနေတဲ့အချို့မုံကြောင့်အရာသာမပါလာဘူးနောက်တစ်ခုကကြောက်ကတ်သမားတွေအခုဆရာတို့ကြောက်ကတ်လဲပြီးသားဆိုလို့ရှိရင်အငံကိုတအားကြောက်တာငပိတွေပါပစုံကြောက်တွေအဲ့ဒါမျိုးတွေမစားရအောင်ဆိုတော့အဲ့လိုဟာမျိုးတွေမပါဘူးတော့မပါဘဲနဲ့တော့နောက်ကပါစီဒါဆိုတော့တွေးကြနှလုံးတွေးကြပိတ်တဲ့ချိန်မှာစီရှောင်ရတာအောင်စီရှောင်ရတယ်နောက်ဝက်သားကတော့အခုလုံးဝမစားပြတ်တော့တလောက်ပဲဆိုတော့ပို့ဆိုးတာကတော့အစီလုံးဝမစားပြတ်တော့ဘူးပေါ့နော်အဲ့တော့ရန်ဖန်ရန်ခါတိတ်စားခြင်းမှာနည်းနည်းလေးအာသာပြီးစားတလောက်ပဲဆိုတော့လုံးဝဖြတ်လိုက်တဲ့နေပါပေါ့နောက်မဲသားလုံးဝမစားတော့အဲ့တော့စိတ်သားနဲ့ကြက်သားနှစ်ခုပဲစားရတာဆိုတော့အဲ့ဒါလေးကိုစားကြတယ်စားတဲ့အချိန်မှာသူကအချိုတက်အရသာအချိုမဟုတ်လုံးဝမပါဘူးတဘာဝသူ့ရဲ့အသီးနှံတွေထွက်တဲ့ဟာကိုသူရအောင်ယူထားတယ်အဲ့လိုထွက်ဖို့ဆိုတော့သူအသီးနှံလက်ဆက်မှရမှာလေသူလက်ဆက်ကိုတုံးထားမှရမှာဆိုတော့အဲ့ဒီရဲ့အရာသားလေးတွေသူတွေ့တယ်တွေ့လို့စားပြီးတဲ့အချိန်မှာကျုပ်ငါလာပေါ့ကိုကြည့်တော့မစိုးတဲ့သူဘိုက်ပြေးနေ